စာဖတ်ရှင်မြင့်တင်ပွဲတော်ကိုဒီကနေ့မနက်ပိုင်းမှာနေပြည်တော်ပုပ္ပသီရိမြို့နယ်အမှတ်3အခြေခံပညာထက်တန်းကျောင်းမှာဇီကာတိုက်မြိုက်စွာကျင်းပရာပွဲတော်ကိုနေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကံမြင့်တန်းနေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမူဗိုလ်ချုပ်ကြီးတိုက်ဒုတိယဝန်ကြီးဦးရဲတင့်နေပြည်တော်ကောင်စီဝင်များကဖဲကျိုးဖြတ်ဖွင့်လှစ်ပေးပါတယ်အဲဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌနဲ့တာဝန်ရှိသူများသည့်ပွဲတော်အတွင်းကာယညာနာစွမ်းရည်ပြိုင်ပွဲများကိုလဲလှယ်ကြည့်ရှုအားပေးပြီးပြိုင်ပွဲများမှာဆုရရှိကြတဲ့ကျောင်းသားကျောင်းသူများအားထူးချွန်ဆုများနဲ့အမတ်တရလက်ဆောင်ပစ္စည်းများကိုပေးအပ်ချီးမြှင့်ခဲ့ပါတယ်ဆက်လက်ပြီးအမတ်3အခြေခံပညာထက်တန်းကျောင်းမှကျောင်းသားကျောင်းသူများကစာကြည့်တိုက်ကိုတွားကြဆိုတေးသချင်းဖြင့်တီးဆိုဖျော်ဖြေကြပါတယ်။အဲဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌနဲ့ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးတို့ကအမှားစကားပြောကြပါတယ်။အဲဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌဒုတိယဝန်ကြီးနဲ့နေပြည်တော်ကောင်စီဝင်များကဂုဏ်ပြုလွှာများနဲ့ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက်အလှူငွေများကိုပေးအပ်ပါတယ်။အဲဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌနဲ့တာဝန်ရှိသူများသည့်ပွဲတော်အတွင်းခင်းကျင်းပြသထားတဲ့အသိပညာပေးနေရန်ကစာဆောင်များနဲ့သုတရတစာအုပ်စာဆောင်များကိုလဲလှယ်ကြည့်ရှုအားပေးခဲ့ပါတယ်။အဲဒီကတဆင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌသည်နေပြည်တော်ကောင်စီရုံးစပူသီရိခမ်းမမှာ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းရှင်များနဲ့တွေ့ဆုံပြီးဒေသအတွက်ကုန်ကျန်းများကိုအခြေခံတဲ့ Aggregate Industry တိစောက်ကတန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်ပြီးပြည်ပသွင်းကုန်လျှော့ချကြရန်လိုအပ်ကြောင်းဒေသတွင်ပြပွဲများအပြင် Digital Marketing စနစ်များကိုအသုံးပြုပြီးဈေးကွက်မြင့်တင်ရေးဆောင်ရွက်ကြရန်တိုက်တွန်းပြောကြားပါတယ်။အဲဒီနောက်နေပြည်တော် MSME အသင်းဥက္ကဋ္ဌဦးသူရိန်ကမိတ်ဆက်စကားပြောကြားပြီး MSME လုပ်ငန်းရှင်များက၎င်းတို့ရဲ့လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနဲ့လုပ်ငန်းလိုအပ်ချက်များကိုရှင်းလင်းတင်ပြကြရာနေပြည်တော်ကောင်စီဥက္ကဋ္ဌက MSME ဖွံ့ဖြိုးတိုးတက်ရေးစီမံများကိုသက်ဆိုင်ရာဌာနများနဲ့ပေါင်းဆက်ဆောင်ရွက်ခဲ့က MSME ထုတ်ကုန်များကိုလဲလှယ်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။